ထိုင်းကအလှမဲ့တောင်ဝစ်စုံကိုကော်ပီကူရတဲ့အထိလွှမ်းမိုးနိုင်စွမ်းရှိလာပြီးအင်အားကြီးလာခဲ့တဲ့တဲစုငိမ့်က Miss Grand International 2024 ခုနှစ်ရဲ့ Grand Final ညမှာပန်းရောင်ဝစ်စုံလေးကိုဝစ်ဆင်ပြီးတော့ Carrot ရှောက်ခဲ့တာကိုပြည်သက်တို့မှတ်မိကြအောင်မှထင်ပါတယ်နော်။ပန်းရောင်ဝစ်စုံလေးကတဲစုငိမ့်နဲ့အရန်ကိုလိုက်ဖက်နေပြီးမြဲတချို့တွေကတော့ဒီဝစ်စုံက10နှစ်အရွယ်ကလေးရဲ့ဝင်းနေဝစ်စုံနဲ့တူတယ်လို့လည်းပြောခဲ့ကြပါတယ်။ဝစ်စုံကတော့အယောင်မပေါ်လွင်မဲ့အလှမဲ့တယောက်ရဲ့အယောင်ဝါကိုမှိန်စေတယ်လို့လည်းဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ပန်းရောင်ဝစ်စုံလေးနဲ့ဘာဖြစ်အယုတ်လေးတယောက်လိုလှပနေပြီးမြဲလဲတဲစုငိမ့်ကsecond runner up စုကြီးကိုပဲရရှိသွားခဲ့ပြီးတော့နောက်ဆုံးတော့တရက်ဖူးကိုပါပြန်လိုက်ရပါတယ်။တဲစုငိမ့်ရဲ့ဝစ်စုံကိုဝေဖန်ကြသူတွေများနေပြီးမြဲအခုတော့ဒီဝစ်စုံလေးကိုပဲထိုင်းအလှမဲ့တွေကသဘောကျပြီးတော့ copy ယူနေကြပါတယ်။ Miss Universe London 2025 ပြိုင်ပွဲမှာထိုင်းအလှမဲ့တယောက်ကတဲစုငိမ့်ရဲ့ဝစ်စုံကို copy ကူပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်။ထိုင်းအလှမဲ့နဲ့လည်းအရန်ကိုလှပနေတဲ့ဝစ်စုံလေးဖြစ်ပြီးတဲစုငိမ့်ရဲ့ power ကဘလောက်ကြီးမားလဲဆိုတာကိုပြသလိုက်ကြပါ။ထိုင်းကပြည်သက်တွေအများစုကတော့တဲစုငိမ့်ကို drama တွေအရန်လုပ်တယ်ဆိုပြီးတော့ကြည့်မရကြပါဘူး။စုမရတာနဲ့ငိုသွားတယ်ဆိုပြီးတော့နှိမ်ခဲ့ကြပြီးတဲစုငိမ့်ကိုဘရောမှအောင်မြင်မဲ့သူမဟုတ်ဘူးလို့လည်းထင်ခဲ့ကြပါတယ်။ဒါပေမဲ့လမ်ဘန်ကအလှမယ်လေးကတော့တဲစုငိမ့်ရဲ့ပန်းရောင်ဝတ်စုံလေးကိုတက်တိရှိရှိဝတ်ပြပြီးတော့ရှင်ပြိုင်သွားခဲ့ပါတယ်။ထိုင်းကအလှမယ်လေးနဲ့လည်းဒီဝတ်စုံလေးကအရန်ကိုလိုက်ဖက်နေတာကြောင့်တဲစုငိမ့်ကတကယ်အရေးချင်းရှိသူဖြစ်ကြောင်းလက်ခံလာခဲ့ကြပါတယ်။ထိုင်းနိုင်ငံရဲ့ Miss Universe လမ်ဘန်ပွဲမှာတော့ဒီဝတ်စုံကိုဝင်ရတဲ့အထိထိုင်းအလှမယ်လေးကိုတဲစုငိမ့်ကလွှမ်းမိုးမှုကြီးမားနေပြီဖြစ်ပါတယ်။ပန်းရောင်ဝတ်စုံလေးကိုဝတ်ဆင်ပြီးတော့ရှင်ပြိုင်ခဲ့တဲ့အလှမယ်ကတော့ First Runner Up ကိုရရှိသွားခဲ့ပါတယ်။ထိုင်းလူမျိုးတွေကိုယ်တိုင်တဲစုငိမ့်ကိုနှိမ်ခဲ့ပြီးမြဲလဲထိုင်းအလှမယ်လေးကတော့ဒီဝတ်စုံကိုဝတ်ပြီးတော့ရှင်ပြိုင်သွားခဲ့တာပါဝတ်စုံကိုအယောင်မပေါ်ဘူးဆိုပြီးတော့ကဲ့ရဲ့ခဲ့တဲ့သူတွေတောင်အခုတော့တဲစုငိမ့်ကိုပြန်လည်ပြီးတော့ချီကျူးနေရပါပြီ MGI မှာတောက်ပခဲ့တဲ့ဒီဝတ်စုံလေးကိုနီးယူပြီးဝတ်ဆင်ရတဲ့အထိထိုင်းအလှမယ်လေးကြားမှာစံပြဖြစ်နေပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းက MGI ကအလှမယ်ရီချေကတရဖူကြီးကိုပြန်အပ်ပြီးတဲ့နောက်နဝရဲ့မျက်နှာဖုံးတွေကလည်းပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီအခါမှသာတဲစုငိမ့်ကလွန်နာမှုတ်ခဲ့ကြောင်းအားလုံးကနားလည်သွားကြပြီးတော့ပြန်လည်တောင်းပန်နေကြပါတော့တယ်နိုင်ငံတကာကအလှမဲ့ fan page တွေကအစတဲစုငိမ့်ကိုတောင်းပန်စကားတွေတင်လာကြပြီးတော့နဝရဲ့ရုံမှမှုကိုသိရှိသွားခဲ့ကြပါတယ်။နဝကအရေးချင်းရှိတဲ့တဲစုငိမ့်ကိုတရက်ဖူးမပေးပဲသူ့စီးပွားရေးအတွက်အဆင်ပြေမဲ့ရီချယ်ကိုပဲတရက်ဖူးပေးခဲ့တာပါ။အခုတော့ရီချယ်နဲ့အဆင်မပြေလို့တရက်ဖူးသိမ်းလိုက်ပြီးတော့ဖိလစ်ပိုင်အလှမဲ့ CG ကိုလွှဲပေးလိုက်ပါတယ်။ Queen Never Cries ဆိုတဲ့ရီချယ်ကတော့တဲစုငိမ့်ကိုလှောင်ပြောင်ခဲ့ပြီးအခုတော့ဝတ်လဲသွားခဲ့ပါတော့တယ်။တဲစုငိမ့်ကဒီပြိုင်ပွဲမှာတရက်ဖူးအပ်လိုက်ကြကတော့သူ့အတွက်ကံကောင်းမှုတစ်ခုဖြစ်သွားခဲ့တာပါ။တဲစုငိမ့်ကတရက်ဖူးကိုမအပ်ရင်နဝချဲလေတာမှန်သမျှကိုခေါင်းငုံပြီးတော့ခံနေရမှာဖြစ်ပါတယ်။ဆရာတူအလွန်ကလည်းအမျှော်မြင်ရှိပြီးရှေးကိုတွေးတက်သူဖြစ်တာကြောင့်သာဒီလိုအခက်အခဲကနေလွတ်မြောက်သွားခဲ့ပါတယ်။တဲစုငိမ့်ကိုလှောင်ရင်ခဲ့တဲ့အိန္ဒိယအလှမယ်လေးရီချယ်ကဒီပြိုင်ပွဲကိုနောက်ထပ်အလှမယ်တွေလာမပြိုင်စေချင်တော့ဘူးလို့လည်းပြောနေရပါတယ်။တဲစုငိမ့်ကတရဖူးအသိမ်းခံရပြီးမဲ့လည်းအခုတော့မြန်မာနိုင်ငံမှာရုပ်ရှင်မသမီးအဖြစ်အောင်မြင်နေပြီဖြစ်ပြီးတော့မကြခင်မှာသူတယောက်ဆောင်ထားတဲ့ဇာတ်ကားကိုယုံကျင်ပြသတော့မှာပါရှင်။ထိုင်းအလှမယ်တွေကတဲစုငိမ့်ကိုလှောင်ခဲ့ကြပြီးမြဲအခုတော့ထိုင်းအလှမယ်ကိုယ်တိုင်တဲစုငိမ့်ရဲ့ဝတ်စုံကိုပုံစံယူရတဲ့အထိအောင်မြင်နေတာကြောင့်မြန်မာဒီဇိုင်နာတွေအတွက်လည်းဂုဏ်တက်စရာဖြစ်လာခဲ့ပါတော့တယ်။တဲစုငိမ့်ကအရွယ်နဲ့မလိုက်အောင်စူးစမ်းသူဖြစ်လို့မြန်မာပြည်သက်တွေကတော့တခြားသောအလှမယ်တွေကိုမျက်လုံးထဲမှာမတူတော့ပဲအလှမယ်ဆိုရင်တဲစုငိမ့်ကိုပဲပြေးပြီးတော့မြင်နေကြပါပြီ။တဲစုငိမ့်ကတော့နောက်ထပ်3နှစ်ခန့်နေမှအလှမယ်လောကတွေကိုပြောင်းဝင်လာမှာဖြစ်ပြီးတရဖူးတွေကိုတစ်ခုပြီးတစ်ခုတော့သိမ့်ပိုက်ကြမှာပါရှင်။ထိုင်းကအလှမယ်တောင်ဝတ်စုံကိုကော်ပီကူးယူရတဲ့အထိအချိန်ဝါကြီးမားနေတဲ့တဲစုငိမ့်ကိုပြည်သက်ကြီးတို့ရောအားပေးမှလားဆိုတော့ကိုမမပြောခဲ့ပြီးပါအောင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။